ကျွန်တော်အခုဒီပြောပြမယ့်ဟာကြတော့ကျွန်တော်တို့ဒီကွန်ပျူတာတစ်လုံးမှာပေါ့ကွာအခုကျွန်တော်ပြောပြမယ့်ဟာကြတော့ကျွန်တော်တို့ကဒီ Windows 11ဒီ Windows 10နဲ့ Windows 11ကြောင့်တိတ်မတူဘူးပေါ့ကွာဒီအဲ့တော့ကျွန်တော်အခုပြောပြမယ့်ဟာကြတော့ Windows 11ဒါပေမဲ့စင်တူယူမှာပါပဲအဲ့တော့ဥဆုံးကဒီ TIS PC တို့ဘာညာတို့ပျောက်နေလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့က desktop ဘောကနေ right click ထောက်မယ်ထောက်ပြီးလို့ရှိရင် personalize ဆက်သွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီတင်းထန်ထက်သွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီ desktop ကိုပေါ်ကဒီ TIS PC ပေါ်ရှင်ကျွန်တော်တို့ကဒီမှာ desktop icon ရှိတယ်ကျွန်တော်တို့ဒီထက်ဝင်ပေးလိုက်မယ်ဒီမှာခေါ်လို့ရတာ5ခုရှိတယ်ကိုကြိုက်နေတဲ့ဟာတစ်ခုပေါ်လိုက်လို့ရှိရင်ရပြီပေါ်ပြီးလို့ရှိရင်ရွေးပြီးလို့ရှိရင်အမှန်ချစ်ပေးပြီးလို့ရှိရင်တော့ okay နေလိုက်လို့ရှိရင်ဒီကိုပြောင်းနေတဲ့ဟာတို့ဘာညာတို့ပြန်ပေါ်လာမှာပေါ့ကွာဒါက TIS PC တို့ဒီအမိုက်ဘုံတို့ဘာညာတို့ပြန်ပေါ်ရှင်ဒီတိုင်းသွားရမယ်နောက်တစ်ခုကြတော့ကျွန်တော်က TIS PC တရားနေကျွန်တော်တို့ကအကယ်၍ဒီဖက်ချမ်းဟာတွေမပေါ်ရှင်ဘူးဒီကောင်ကိုမပေါ်ပြောင်းအောင်လုပ်ချင်တယ်ဆိုဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တို့က view ထဲတွားမယ်တွားပြီးလို့ရှိရင် show ထဲတွားမယ်တွားပြီးလို့ရှိရင်ဒီမှာ navigation pane ရှိတယ်ဒီကောင်ကိုဖြုတ်လိုက်လို့ရှိရင်ဒီဖက်ချမ်းကပျောက်သွားပြီပြန်ပေါ်အောင်လုပ်မယ်ဆိုကျွန်တော်တို့ကဒီ view ထဲပဲတွားမယ်တွားပြီးလို့ရှိရင် show ထဲတွားမယ်တွားပြီးလို့ရှိရင်ဒီမှာ navigation pane ကိုပြန်ရွေးပြလိုက်လို့ရှိရင်ဒီဖက်ချမ်းကပြန်ပေါ်လာပြီအကယ်၍ကျွန်တော်တို့က TIS PC ဝင်လိုက်တယ်ကျွန်တော်တို့ကဒီထောက်လိုက်တဲ့ဟာသူ့ရဲ့အသေးစိတ် site file size ဘယ်လောက်ရှိလဲစုစုပေါင်းဘယ်လောက်ဆန့်လဲကြည့်ချင်တယ်ဘယ်လောက် megabyte ရှိတယ်ဘယ်လောက် gigabyte ရှိတယ်ဘယ်လောက် kilobyte ရှိတယ်ကြည့်ချင်တယ်ဆိုရင်ဒီလိုထောက်လိုက်လို့ရှိရင်ဒီဘက်ချမ်းကပွင့်လာခြင်းတယ်ပွင့်လာခြင်းလဲဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဦးစွာ view တွေတွားမယ်တွားပြီးလို့ရှိရင် preview pane ကြည့်ချင်တော့ preview pane ကိုနှိပ်လိုက်မယ်ဒီမှာပွင့်လာမှာဒါကြောင့်ကျွန်တော်တို့က preview pane ကြည့်တာပေါ့ကွာဒီကောင်ပြန်ဖြုတ်ချင်ဒီတိုင်းတွားလို့မရအောင်ဒီဖက်ချမ်းဟာဒီကောင် preview ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ပျောက်သွားပြီအကယ်၍တီတေးကိုရှိနေဆိုကျွန်တော်တို့က view ထက်တွားမှာတွားပြီးလို့ရှိရင်တီတေး pane ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာပွင့်လာမှာဒါအသေးစိတ်ကြည့်တာပေါ့ကွာစီကဘယ်လောက်ရှိလဲဆိုစီထောက်လိုက်လို့ရှိရင်ဒီမှာပွင့်လာတီဘယ်လောက်ရှိလဲဆိုကျွန်တော်ကတီကိုကျွန်တော်တို့ကထောက်လိုက်လို့ရှိရင်ဒီမှာပွင့်လာပြီတီရတော့ဒီကောင်ကြတော့ space free ကြတော့343 GB ရှိမယ် total size ကြတော့415 GB ရှိမယ်ဒီကောင် file system ကြတော့ NTFS new technology file system ပေါ့ကွာကျွန်တော်ဒီကောင်ကိုထည့်ပြီးအသေးစိတ်ကြည့်ရှင်နေဆိုကျွန်တော်ကဒီမှာ property ထည့်တွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်ကဒီမှာသူကဘယ်လောက် kilobyte ရှိလဲဘယ်လောက် gigabyte ရှိတယ်ဘယ်လောက်ဆန့်လေးလုံးအခုကဘယ်လောက်သုံးလိုက်ရလုံးကြည့်ရှင်ဒီတိုင်းတွားမယ်ဒါကဇနီးပေါ့ကွာပြီးတော့ကျွန်တော် file ဒီထဲက file တစ် file ကိုကြည့်လိုက်မယ်ဘယ်လောက် megabyte ရှိလဲဘယ်လောက်ဆန့်လေးလဲကြည့်ရှင်နေဆိုကျွန်တော်ကဒီမှာထောက်ပြီးလို့ရှိရင် property နဲ့တွားမယ်တွားပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က size ကြတော့ဒီကောင်ရဲ့ဒီ file size ကြတော့ 4.41 GB ရှိတယ် size on disk ဒီကောင်ကြတော့ disk ရဲ့ size ကြတော့ 4.42 GB ရှိမယ် contain ပါတာကြတော့871 folder ရှိတာပေါ့ဒီ file ထဲမှာကျွန်တော်တင်ထားတာဒါကြတော့အသေးစိတ်ကိုကြည့်တာပေါ့ကွာဒီအကယ်၍ဒီကောင်ကိုပြန်ဖြောက်ရှင်တယ်ဒီမှာမပေါ်ရှင်ဘူးပြန်ပြောက်ရှင်တယ်ပြန်ဖြောက်ရှင်တယ်ဆိုဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တို့ကဒီဘောကတီတေးကိုထနှိပ်ပြလိုက်လို့ရှိရင်ပျောက်သွားပြီဒါဒီဘက်ချမ်းဘယ်ဘက်ချမ်းဒီတူးတွေရောဒီညာဘက်ချမ်းတူးတွေရောပျောက်အောင်ကျွန်တော်ပျောက်အောင်လုပ်ပြီးမှပြန်ဖော်တာပေါ့ကွာ